အားထုတ်ခြင်းအပ်မှာအားနည်းတော်တဲ့အားနည်းခြင်းအရာကိုညီထွယ်တတ်ပြီးတော့ငါကိုယ်စိတ်နှလုံး၌ကိုယ်ရုပ်တုများကိုတည်ထောင်တဲ့ကိုယ်မျက်နှာရှိမှာကိုယ်တို့စရိုက်တစ်တုံးကိုထားရရဲ့အလုံးမျိုးချစ်ချင်အားထုတ်တော်ဤပရိလာမျိုးများငါဆက်စုပ်ပြရှာတယ်လို့ဘုရားကဒီပေါ်ပြတယ်ထိုနည်း၎င်းနဲ့ဘာသာတရားမှာအမတမနုနယ်လေးသေးတော့တဲ့လက်ချမဖြစ်တော်ညာလဲလူရဲ့စိတ်တထန်ကိုဆောင်တဲ့လူတိဆောက်တဲ့ရုပ်တုနဲ့ကျမတို့ကိုယ်ွယ်ခြင်းရောက်လာတဲ့အခါမှာဘုရားရဲ့ရှေ့မှာဆက်စုပ်ပြရှာစရာတိတ်ကောင်းတော်လဲဘုရားကတော်တယ်တဲ့လက်ချမအရှိတိုင်းတရှင်တော်ဝိညာဉ်တော်ဘုရားရဲ့တော်ဝင်ခြင်းကိုခံယူဖို့လို့ကဒီကနေ့အားလုံးကိုယေရှုနာမ၌ဖိတ်ခေါ်ချင်ပါတယ်ဒီနေ့ဟာဆိုလို့ရှိရင်ပြန်ပြန်ကုတ်တဲ့တရှင်တော်ဝိညာဉ်တော်စံသက်တော်မူရာအုံးပုတ်တော်နေ့လို့တတ်မှတ်ခြင်းခံရတဲ့နေ့တော်မြတ်နေ့ထိုးနေ့မြတ်ဖြစ်တဲ့ဒီကနေ့ဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်တော်ကိုဆင်းအကြောင်းနဲ့အဲ့ဒီဝိညာဉ်တော်ဘုရားအားဖြင့်ဘုရားသခင်နဲ့မိတ္တဟာယအကျွမ်းဝင်ခြင်းတည်ကိုတော့ knowing God လို့ခေါ်တဲ့ဘုရားကြောင့်သိခြင်းတည်ကိုတော့ knowing about God ကိုပဲဘုရားကိုသိကျွမ်းခြင်းလိုက်ခြင်းလည်းတော့အသက်တာနဲ့အသက်ရှင်ဖို့လို့ကသင်နဲ့ကျမကိုဘုရားကလူကလားဆိုင်တာရှိပါလေဆိုတော့ပေါ်ပြခြင်းနဲ့အားလုံးပေါ်မှာဖြတ်ရှင်ဖို့ကြည့်ပေးပါစေကျမအနေနဲ့မြန်မာဘိုင်းကိုချေးစင်စင်မှာပထမအဆုံးတော့နောက်ကပတ်တော်ဝိညာဉ်ချင်းဖြစ်တဲ့အခါမှာဉာဏ်ကြီးပုံရပါလေကျမရေပုံမှုပါလေဒီစားလက်ထားလို့လားဟုတ်ဒီကြည့်တော့လေဒီနေ့လည်းပြောရမှာကမိတ္တာတရားချောင်းဖြစ်တဲ့အခါမှာနှလုံးသားရနဲ့ပတ်သက်တယ်အာမင်ဒီကုတ်တဲ့နေ့နဲ့ပတ်သက်ပြီးတော့ကျမတို့ပြောမယ်ဆိုလို့ရှိရင်တရှင်တော်ဝိညာဉ်တော်တကောစံတတော်ကိုချင်းနေ့မှာဖြစ်တဲ့နမိတ်လက္ခဏာကအမှန်တမ်းမှအပေါ်စရာကောင်းတယ်အတိတ်ကမဖြစ်တဲ့ဘူးသောအရာအဖို့တိတ်ကိုအဲ့ဒီနေ့ပြန်တဲ့ကောက်တဲ့နေ့မှာဘုရားကအဖို့တိတ်ကိုတရှင်တော်ဝိညာဉ်တော်တကောအားဖြင့်ကမ္ဘာလောကကြီးထဲမှာဖြစ်တဲ့စေတော်နဲ့ပတ်တာဖြစ်တယ်အာမင်အဲ့ဒါဘသူရိစီပါစတဲ့ဖြစ်တဲ့လေဆိုတာတမန်ကျမ်းစာကပေါ်ပြဆံမခိုင်ပဲရောက်သွားလေဆံမခိုင်ရမှာတော့ဘုရားတော်ရဲ့အကြောင်းကိုသူရှိလို့ပါတမန်တော်လေပင်တဲ့ဟုတ်တဲ့နေ့မတိုင်ခင်အပြည့်ကတေချင်းတရားကြောင့်ငရဲလာတဲ့တင်းနဲ့ကျမအစားအပြစ်ကျွေးကိုချုပ်ပြီးတော့ဆက်ပြီးတော့ဘုံတခင်ယေရှုခရစ်တော်လောက်ပါကရနာအသေးသက်ခံပြီးတကလာ3ရက်မြောက်နေ့မှာဘုံပွင့်တော်မူတဲ့တမန်ကျမ်းစာမှာယူဒတန်ကျမ်းဘာသာပြန်တာအင်မတန်မှကောင်းတဲ့ဘုံပွင့်တော်မူတယ်ဆိုတာဝိညာဉ်တော်၌တကူတော်အားဖြင့်ရှင်ပြန်ထမြောက်ခြင်းကိုဆိုလိုတာဖြစ်တယ်စာပြီးသဘောနဲ့ရှင်ပြန်ထမြောက်ခြင်းမဟုတ်ဘဲနဲ့ဖယားရဲ့သဘောတဘာဝအတိုင်းတရှင်တော်ဝိညာဉ်တော်အားဖြင့်ခြားလာတိမောချဝိညာဉ်၌တကူတော်အားဖြင့်ဘုံပွင့်တော်မူသောခြားလာဖယားတခင်ဖွင့်တော်လောကမှာသူဘုံပွင့်တော်ပြီးတဲ့နောက်ရက်ပေါင်း40တပဲတော်စုတွေနဲ့တော်လာလုပ်တယ်ပြည့်တဲ့နေ့မှာကောင်းကင်ဘုံခြေဆောင်တော်ကိုချဲမခံခင်လေးတယ်မှာတပဲတော်12ပါးဒါဒီတရားတပါးရော12ပါးမိတ်မာတော်တော်တမန်တရားရှိတယ်ဘာလို့လဲဆိုတော့ခရစ်တော်များလာမှာဘာမိတ်မာတော်ကိုလဲဆိုတော့တရှင်တော်ဝိညာဉ်တော်သင်တို့ပေါ်သို့ဆင်းသက်တော်မူသောအခါသင်တို့ဒီကိုယ်နဲ့ပြည့်စုံတော်မူပြီးတကလားမြည်ကြီးစွန်းအတူချုပ်ပြောမယ်ဆိုရင်မြည်ကြီးစွန်းတိုင်အောင်ငါရဲ့ပါတယ်လေဒီမြည်ကြီးစွန်းတော့မရောက်သေးဘူးမိသားစုမှာတော့တက်တယ်မဖြစ်နိုင်သေးတော့သူများနားရှိတော်သူဒီကကြားကြပါစေတိုက်ဆိုင်လို့ရှိရင်ဘယ်လိုမှဆက်ဆံလို့စကားကိုဇူးချပါမယ်ဒီတော့ဆောက်ရမှာတခုရှိတယ်အချင်းအမတာမကွာရဘူးသာသနာခွဲတဲ့မုံနေရဘူးဒီလိုဒီမှာ
ဝေငှရဝေငှမှုရန်အစဉ်သက်ရှိတယ်ယေရှုခရစ်တော်ရဲ့တတ်တော်စင်အကုန်လုံးသူတို့သိတယ်ရှင်ပြန်ထမြောက်တော်မူရာအကြောင်းအရာတွေသူတို့သိတယ်ဘုံပွင့်တော်မူရာဆိုတော့ကုန်သိတော်လေတင်တော့ဒီဂျေရုဆလင်မြို့မှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တော်မူတဲ့အချိန်တကူတော်ခံစားရအခြင်းဆောက်ပါမယ်ဘာမှပါလဲဆိုတမန်တော်ဝတ္ထုခန်းကြီးတဲ့ရှစ်မှာပါပါတယ်တကူနဲ့ပြည့်စုံပြီးတကားလားတင်တော့တွား၍ယဉ်ကျေးဆုံးနိုင်အောင်ငါရဲ့တက်ပြီးဖြစ်ကြတယ်ဆိုတာဒါပေမဲ့စက်တပါးအတွက်ပဲမဟုတ်ပဲယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူကြီးကိုတော့သင်နဲ့ကျမအတွက်ပါအကျိုးဝင်တော့ဖတ်တော်မိတ်ပါတော်မူတော့တမန်တရားမဖောက်လွဲမဖောက်ပြန်တတ်သောတရားဖြစ်တယ်။ဘုရားဆက်ဆရာတည်ဖို့တော့ငါဒီခြေဆောင်ချင်းခံရပြီးတကားလားသင်တို့ကိုမိဘမဲ့ကဲတော့ငါပြစ်ချမှာမဟုတ်ဘူး။လောကီသားနဲ့သင်တို့ကိုတော့သိချမှာမဟုတ်တော့လေသင်တို့ကသိရမယ့်ရာတစ်ခုရှိတယ်။ငါရဲ့ကိုယ်စားသင်တို့နဲ့သူပါရှိမဲ့ငါလုပ်နေတဲ့များအရာဘုရားရှင်ရဲ့မြတ်တာကြောင့်ဒီကိုတော့ကောင်းကင်ဘုံနဲ့ဆက်ဆိုင်တော့အရာခတ်တဲ့တော့ရာငါပေါ်ပြပြီးသားငါမိတ်မှာတော့ပြီးသားအရာငါလုံးဆောင်တော်မူခဲ့ပြီးသားအရာလုံးဆောင်ကိုသင်တို့ကကွက်ဝဲဝဲနားတဲ့သဘောပေါက်စေနိုင်မဲ့ဘုရားဆရာဒီကိုတော့တန်ရှင်းတော်ဝိညာဉ်တော်ကိုသင်တို့စီလို့ပါစီလို့ဝင်ခြင်းတယ်ဟာလေလုယာအဲ့ဒါကြောင့်တန်ရှင်းတော်ဝိညာဉ်တော်တကူသင်တို့စီရောက်လာတဲ့အချိန်ဒီသင်တို့ကဂျေရုဆလင်မှာဆောက်ရတမန်တော်ဝတ္ထုခန်းကြီးနှစ်ကိုကြည့်တဲ့အခါမှာပင်တေကုတ်တဲ့နေ့ဆိုတာပင်တေပန်တာရပ်ပေါင်း90ဆိုလို့ခြင်းတာဖြစ်တယ်ပတ်တကာပွဲဣသရေလလူမျိုးတွေတွေ့ပွဲကြီးပွဲကောင်းမှာတပွဲချက်အီဂျစ်ပြည်ကနေထွက်မြောက်ဖို့ရလွတ်မြောက်ဖို့အတွက်ဘုရားရှင်ကပြင်ဆင်ပေးတယ်တားမှုတွေတက်ခံရတယ်အဲ့တော့တားမှုဆိုတာဣသရေလလူတွေတားမှုဆိုတာငါပိုင်တော်အရာဖြစ်တဲ့အတွက်တဲ့တော့ခြေနှောင်ချင်းကြည့်လို့တော့ကြုံကနေလွတ်မြောက်ခြင်းထွက်ခွာရတဲ့ကိုအောက်နဲ့တတိယနဲ့ဒီနဲ့ပတ်တခါပွဲကိုနှစ်တိုင်းလို့ကျင်းပရမှာဖြစ်တယ်ပတ်တခါပွဲမှာဘာလို့ဆိုတော့တည်တဲ့ဘက်မှာ9ရက်9လေးဘယ်လောက်ရှိလဲ49ပြီးတဲ့နေ့တကြက်ချက်ပေါင်း50ပြည့်တဲ့နေ့အဲ့ဒီပွဲအတွက်အသီးသီးသောတိုင်းနိုင်ငံကနေယူနာလူမျိုးတွေဖယားကိုကိုးကွယ်တော်သူများရောက်ရှိလာကြတဲ့အချိန်မှာအဲ့ဒီလူမျိုးတွေထဲမှာဖြစ်တတ်တာမဟုတ်ဘူးယေရှုခရစ်တော်ရှင်ပြန်တော်မူသောယေရှုခရစ်တော်ကိုလိုက်လျှောက်ပြီးတော့ယေရှုခရစ်တော်လိုက်ပြီးတော့ယုံကြည်ကိုးစားတော့တပည့်တော်ဆက်တပါစာချပြီးတော့ရွေးချယ်ခြင်းများတဲ့တပါပါဝင်12ပါးနဲ့တူတော့မေဂမာရီပါဝင်ယုံကြည်မှု120ခန့်ဝတ်ပြုကိုးကွယ်တာဘုသူကိုယေရှုပြီးတော့ဝတ်ပြုကိုးကွယ်လဲဆိုတော့ခြေဆောင်ခြင်းခံတော်မူသောသခင်ယေရှုကိုကိုးကွယ်ပြီးတော့ထုတ်ဖို့ခြင်းခံရတော်သူများယုံကြည်တော်သူများစိတ်အားထက်သန်စွာအကျွဲမဲ့အထက်အခမ်းမှာဆုတောင်းနေတဲ့ချိန်မှာအတန်တော်ကြားရတယ်တဲ့ဘာနဲ့တူတယ်လဲတမန်တော်ဝတ္ထုခန်းကြီးလေးကျမ်းစာပါရင်ကျွန်တော်တို့ဖတ်ရအောင်ဘယ်နေကောက်တဲ့ပွဲကြီးရောက်တော့ခါထိုးသူအပေါင်းတို့ဒီဘာလဲလဲတညီတညွတ်တဲ့ဘာကသူတို့ကိုတညီတညွတ်တဲ့ဖြစ်စေတယ်လို့ဆိုတော့ယုံကြည်ခြင်းပြုတော့ယေရှုရဲ့နောက်လိုက်ခြင်းယေရှုအားဖြင့်ခံစားရရှိတော့တခင်ယေရှုကတော့ဘုံပွဲတော်ပြီးတဲ့နောက်မှာတပည့်တော်ဆက်တာပါအပေါ်တော့တင်တော့ဒီတရှောဝိညာဉ်တော်ကိုခံကြလို့ဆိုပြီးတော့သူတို့ဘက်ကိုမျက်နှာမူပြီးတော့တောက်တော်မူတယ်တောက်တော်မူတဲ့အခါမှာတရှောဝိညာဉ်တော်သူတို့ခံယူကြရဲ့တပည့်တော်ဆက်လက်ပါတော့တရှောဝိညာဉ်တော်တကိုးခံယူခြင်းကဒါတိယချိန်ဖြစ်မယ်လို့ကျမ်းစာပုဂ္ဂိုလ်တွေကပြောတယ်ဆိုတော့ကျွန်တော်ကတခင်ယေရှုခရစ်တော်နောက်လိုက်တော်ယုံကြည်သူတွေအတွက်တခင်ယေရှုခရစ်တော်ကဖြစ်စေခြင်းသောအရာပဲမဟုတ်ဘဲနဲ့ရှိကိုရှိထားတဲ့တော်အရာတပါးရှိတယ်ယေရှု
ကိုရောတိုင်းကိုစားကြွဆင်းတော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဖခင်အာမင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်တကူကသစုဒီတော့တမန်တော်12ပါးအတွက်ကြီးကိုတော့တာဝနာလောကကိုဖြတ်ချိတဲ့သူတွေတွက်ပဲမဟုတ်ဘူးယုံကြည်သောသူ120အပေါ်တော့ဆင်းသက်တော်မူရဲ့ဒါကတမန်ကျမ်းစာမှာပါပြီးသားဖြစ်တယ်ဓမ္မဟောင်းကျမ်းမှာရက်ပရောဟိတ်ဒီပရောဖက်ဒီကချိုတဲ့နမိတ်လက္ခဏာနဲ့ဟောကိန်းထုတ်ခဲ့တော့ဘုရားရဲ့တရှင်တော်ဝိညာဉ်ချိုတဲ့ပေါ်ပြတော်မူတော့ကျမ်းပြည့်ပြည့်စုံဖို့လိုပါဒါဟာတနည်းအားဖြင့်ပရိညံတစ်လို့ခေါ်တဲ့အဟောင်းဆိုတဲ့ဟာပြတ်ွယ်ပြီးတော့တစ်ပြီးတော့ဘုရားခင်ပြုပြင်တော်မူတော့အဖို့တစ်တော်အတစ်တော်အဖို့ဖြစ်တယ်ဘယ်ချမ်းစာလဲမှာပေါ်လဲဆိုတော့ယေရမိကအနာဂတ်ကျမ်းအခန်းကြီး31အငယ်31ကအပ်တယ်ဆိုလို့ရှိရင်ဓမ္မဟောင်းကရှိတော့ပညာတိချမ်းပရိညံချမ်းအဟောင်းလေပရိညံချမ်းတဲ့လို့ပြောပရိညံဆိုတာပါလေပရိညံဆိုတာပါလေကျွန်တော်နားလေဝယ်အောင်လို့စာချုပ်တာစာချုပ်တယ်ဆိုတာနောက်ဦးသဘောတူပါစာချုပ်လို့ရတာတော့ဟုတ်ဘူးကျွန်တော် Facebook မှာတုံးခံရတာ in relationship with someone ဆိုဘူးကြလားလို့ဆိုObama in relationship with one kind ဆိုပြီးတော့တေချာ love heart ပုံစံမျိုးလေးတွေ့ဘူးကြတယ်လား in relationship with one kind လို့ကျွန်မ Facebook ရဲ့ timeline မှာပတ်တင်ကြည့်ဝိုင်းတက်တော့တယ်one kind နဲ့ဦးသဘောတူညီချက်မရဘဲနဲ့ကျွန်မလုပ်ပြလိုက်လို့မရဘူး in relationship with someone who are being လို့ရေးလိုက်တဲ့အခါနောက်ဦးတစ်ဖက်သဘောတူညီမှုရှိမှဒါနှလုံးသားကြီးတာတော့မခိုင်ဟုတ်တယ်နော်ဆရာမခိုင်ရဲ့ပြည်သူ့စပါးဆိုင်ခဲ့တာကြာပြီပါဆရာမမပေါ်ပြတဲ့တော့ဝိညာဉ်တော်သဘောပဲလို့မှန်တယ်နော်ဒီထက်တော့ပုံမပြောတော့ပါဘူး Hallelujah in relationship with someone လို့ကျွန်တော်ပြောလိုက်တဲ့အခါနှလုံးသားကြီးကပတ်သက်တော့အရာတွေဖြစ်တယ်နှလုံးသားကြီးကပြောလို့ချစ်ချင်းကြိုက်ချင်းဆိုတာနှလုံးသားနဲ့ဆိုင်သွားတယ်မြင်မြင်ချင်းတော့ချစ်မိပါရဲ့မြင်မြင်ချင်းတော့ကြိုက်သွားပြီကြိုက်တယ်ကွာနှလုံးသားတူနှစ်ဖက်ရဲ့နှလုံးသားသဘောတူညီမှုရှိပြီးတဲ့နောက်ပိုင်းမှာလက်ထပ်ထိန်းရကြတယ်ဘာလို့လဲဆိုတော့သဘောတူညီချင်းစာချုပ်ကြတယ်နှစ်ဦးနှစ်ဖက်သဘောမတူဘဲနဲ့စာချုပ်လို့မရဘူးရလားမသိစလို့ကျွန်တော်လက်ထပ်ထိန်းရချင်းမပြုတ်ဘူးတော့ပိတ်မချမ်းလို့ဆိုတော့ကျွမ်းကျင်ပြီးသားဆရာတွေကိုပဲအားကိုးရတာပေါ့နော်ခိုင်Hallelujah so simple နဲ့အားကိုးရတယ်နဲ့တူတယ် in relationship with simple လို့ပြောရတဲ့သူတစ်စုံတစ်ယောက်ရှိတယ်အဲ့ဒီတစ်စုံတစ်ယောက်ကတစ်ဖက်တစ်ကြိုက်တော့လေ in relationship with simple လို့ပြောလို့မရဘူးမှန်လားဒီကိနောက်ဦးတစ်ဖက်သဘောတူဒီမှာစာချုပ်ဆိုလို့ရတာဘိုင်း in relationship with God ကျွန်မတို့ပြောတဲ့အခါမှာမလို့နည်းနည်းကျွန်မတူပဲတော့အကွာတူပဲဘာမှနားမလဲလေသင်ချရမှာဝိညာဉ်တော်ကဒါရင်းပေါ်ပြခိုင်းတယ်ကျွန်မ in relationship with God ပေါ်ပြတဲ့အခါမှာအတိတ်တရားအထိပဲလို့ရဖရားကိုပြုဖို့ဝယ်ချကိုရတူကိုထူလျက်သဘောသားနဲ့မှာကိုရဲ့မနစနာကိုရှစ်တန်းတယ်ပြီးတော့ဖရားကျမချက်ဖို့ပေးပါယေရှုရဲ့ကျမ်းပါပြီအမှန်တော့အားဖြင့်တော့ကျင်ညာရဲ့စေတော့တယ်တော့ပတ်တော့နှလုံးသားထဲမှာရုပ်တုကိုပိုးကွယ်တော့သူအတူလေဒီကနေ့နှလုံးသားကြီးကပတ်သက်တော့ဝိညာဉ်တော်ဖရားရဲ့ပရိညင်ပြုတ်တယ်အသက်ရှင်တော့ဆာတော့ဖရားကအတိတ်ကပရိညင်ဟောင်းသူတော့ကျင့်ကြံအားထုတ်ခြင်းတိနာတော်ပေါ်မှာပြည့်တော်ဆယ်ပါပေးတော်တယ်ပြည့်တော်ဆယ်ပါပရိယချုပ်ချင်းကြောင့်ကျွန်မအချင်းချင်းပြောချင်တယ်ပရိယချုပ်တယ်လို့ပြောတဲ့အခါမှာအာဗြဟံမချစ်ခင်ကအာဗြဟံကတတိပုဂ္ဂလဖြစ်တယ်ဆိုလိုချင်တာကတားရတာမချုံကတော့ဖခင်ဖြစ်တယ်အသက်69နှစ်ရှောက်တဲ့တတိ
ကြီးဖြစ်တယ်သူအမျိုးသမီးစာရဲ့စာရဲကယုံနေတော့အမျိုးသမီးဖြစ်တယ်ဆိုလိုချင်တာကအသက်လည်းကြီးနေပြီတဘာဝရတာသမီးရတာချုံးကားဖို့အခြေအနေမှာပြီးတော့လည်းအခြေအနေဖယားသခင်ကဖွင့်ပြတော်မူတယ်တဲ့ကိုရောင်ပြတော်မူပြီးတော့အာဗြဟံကိုခေါ်ပြီးတော့တဲ့ပေါ်မှာငါကောင်းချီးပေးတယ် I will make you a nation နိုင်ငံကြီးဖြစ်စေတဲ့ nation လို့မပြောဘဲ nation လို့ပြောတဲ့တရားဟာ sorry တဲ့စစ်တဲ့မျိုးစစ်များလို့ပြောတယ် your seed လို့ပြောပြီးတော့ singular စလုံးတစ်လုံးကိုသုံးပြလိုက်တယ်ဆိုလိုချင်တာကယေရှုခရစ်တော်အားဖြင့်လူမျိုးဘာသာအားလုံးလောကမှာရှိတော်ပုထုရဲ့အားလုံးကကယ်တင်ခြင်းကိုရောက်ဖို့လို့မှာဘုရားကဘိုးအားဖြင့်ခိကတဲ့ကကြံစီခြင်းရှိတော်မူဆိုတဲ့သဘောပဲတဲ့ရဲ့မျိုးစစ်တီးဟူသောတခင်ယေရှုခရစ်တော်အားဖြင့်ပုထုဇဉ်လူသားအားလုံးကကယ်ထုတ်တယ်ကယ်တင်တယ်ယောဂီဖြစ်စီအာဗြဟံကိုသူဂရိတော်ပေးတဲ့အချိန်မှာအာဗြဟံကနှစ်ပေါင်း100လောက်ရှိအတူချုပ်ပြောတယ်များမယ်ကြီးပွားမယ်ဆိုတော့ဒီချိန်ကစပြီးတော့နှစ်ပေါင်း400အချိန်ကြာရင်တည့်ရဲ့လူမျိုးတွေကျွန်ခံရကနေငါရွှေနှုတ်ခဲ့တယ်အာဗြဟံကိုသူတွေပြောတာဖြစ်တယ်နှစ်ပေါင်း430ကြာတယ်။ဘာဖြစ်လို့နှစ်ပေါင်း430အရာကမိတ်ပါလို့နှစ်ပေါင်း400ဖြစ်ပေမဲ့လို့နောက်လို့430ကိုတလုံးဆိုတော့အီဂျစ်ပြည်မှာဂျောဆက်အားဖြင့်သူရောက်သွားကြတယ်။ရောက်သွားကြပြီးတော့ဂျောဆက်ရှိနေတဲ့ကာလပတ်လုံးတော့ပြည်တီလာကိုဒီကနာမရတယ်။ဘာလို့လဲပွားများလုံးတဲ့အခါကျတော့ဂျောဆက်မရှိတော့တဲ့နောက်ပိုင်းမှာတက်လာတဲ့ရှင်ဘုရင်တွေကဒီလူမျိုးတွေကအရန်ပွားလာလို့နဲ့ကြောက်ခံရမ်းပြီးပဲတနေ့တစ်ချိန်ချက်ငါတို့ကိုနိုင်စားတော့မှာဆိုတာကြိုပြီးတဲ့အတွက်သူတို့ကိုနိုင်ကြောင်းကြိုအနေနဲ့ထားပါတယ်ဂျောဆက်အသက်ရှင်တော့နှစ်ပေါင်း30ကျုံခံဘဝရဲ့ကနှစ်ပေါင်း400ဆိုတော့ဘုရားရဲ့တတိတော်မှာပြည့်စုံတော့ဘူးလားပြည့်စုံတယ်နှစ်ပေါင်း430တောင်မှနှစ်ပေါင်း400ပြည့်တဲ့ချိန်တော်နိုင်အီဂျစ်ပြည်ကနေထွက်ပေါ်လာပြီးတော့ဘုရားသခင်တတိတော်ပြုရာခါနန်ပြည်ကိုသွားတဲ့ချိန်ဆိုင်းနိုင်တောင်မှာပြည့်ညက်ချက်10ပါးဖြင့်ဘုရားကပရိနိဗ္ဗာန်ပြုတာဖြစ်တယ်အပထမတော့ကတော့အာဗြဟံမဟုတ်တဲ့အာဗြဟံတခုတည်းဖြစ်တဲ့စာချုပ်ချုပ်တာစာချုပ်ကိုအတည်ပြုတဲ့အနေနဲ့တည့်ရဲ့မျိုးဆက်ကနေပွားလာတဲ့များတားရဲ့အရင်ရှာဖွေခြင်းခံရတကယ်လို့ငါစာချုပ်ဖြတ်တယ်ပြတ်တယ်တဲ့နေ့ဆိုတာကတယောက်ယောက်ကတဆုံတယောက်ယောက်ကအရင်ရှာဖွေခြင်းမပြုတ်ချင်ဘူးဆိုလို့ရှိရင်ငါရဲ့စာချုပ်ပြတ်ပြီတဲ့စာချုပ်ကမှလည်းလူမျိုးချင်းဖြစ်စေတယ်သူ့ကိုကောင်းချီးဖြစ်စေတယ်သူ့ကိုကောင်းချီးပြီးတော့သူကောင်းချီးပေးမယ်သူ့ချိန်ဆဲတော့သူငါချိန်ဆဲတယ်သူပြုတ်တော့တတိတော်6ပါးလောက်ရှိတယ်အဲ့ဒီဟာကိုအရင်ပြပေးခြင်းနဲ့အရာကအတည်ပြုလိုက်တယ်နောက်一个တော့ကဘာကိုရင်းနဲ့ပြန်မစိမ်းကြောရတော့ဘုရားကနောက်一个ပါဂရိကိုဖြစ်တယ်ဂရိပြုတာတင်ရင်သားတစ်ခုရှိတယ်တက်တန့်ရအောင်ခုချိန်ဒီတက်တန့်ရအောင်ရှိတယ်ဆိုတာဘုရားကကဘာကြီးကိုရင်းနဲ့တော့မှစိမ်းကြောတော့မှာဟုတ်ဘူးဆိုတဲ့အတည်တော့ရဲ့တင်ကြီးတာအတည်ပြုခြင်းစာချုပ်ပစိမ်းချုပ်ခြင်းအာဗြဟံအားဖြင့်ထုတ်တာကအရင်ရှားပေးခြင်းလူမျိုးတော်ချင်းဖြစ်လာတဲ့အခါမှာလူမျိုးတော်တစ်စုလုံးနဲ့စာချုပ်ချုပ်တာကပရိညံစာချုပ်အဲ့ဒီပရိညံကပြည့်တော်10ပါပြည့်တော်10ပါလက်လျှောက်နိုင်တယ်ဆိုလို့ရှိရင်သင်တို့အားမကောင်းချီးပေးတယ်ဘလို့ကောင်းချီးပေးလဲဆိုတော့ you will become a holy nation တက်ရှင်တော်နိုင်ငံ now you will become priest ရှင်တော်အမျိုးတွေဖြစ်တယ်အမျိုးလုံးဟုတ်ပြီနော်ကောင်းကြီး3ပါးဟောပြတော့မယ်ဒီကောင်းကြီးတွေကျွန်တော်လိုက်လျှောက်တယ်ဒီကောင်းကြီးတွေရနိုင်ဖို့ဒီပြည့်တော်10ပါးကိုကျွန်တော်လိုက်လျှောက်ပါ
လိုက်ရှောက်ရမယ်ဆိုတဲ့ပဋိကဝတ်တို့အားဖြင့် we will obey ဆိုပြီးတော့တောင်းပေါ်မှာချက်ပေါ်မှာရေးထုတ်ထားတော့ပြည့်ညက်ချက်10ပါးကိုမောရှိကတောင်းအောက်ကိုယူဆောင်ပါတယ်ယူဆောင်လာတော့ပြည့်ညက်ချက်10ပါးကိုသူအားလုံးဒီလိုကိုကြားအောင်ပတ်ပြီးတဲ့နောက်မှာဒီသီလလူမျိုးတွေက we will obey ငါတို့ဒီနာခံချက်ပုံပြီးဆိုပြီးတော့ပြန်ခံရတယ်အတိုင်အချက်ရှိတယ်ပြီးမှဘာလုပ်ရလဲဆိုတော့မောရှိကိုခရားကမိတ်မှာတော့နွားကိုတတ်ခိုင်းတယ်နွားရဲ့အသွေးကိုနှစ်ချမ်းခွဲပြီးတော့တစ်ချမ်းကိုဒီတဲတော့နော်ရစ်မှုဆိုရတဲတော့ကစားတစားစင်တော့ရပုံလုံးပေါ်မှာနောက်ကြောက်ဒီဟိုတော့ပြည့်ရတော့10ပါးရေးချက်တဲ့ပေါ်မှာတော့အသွေးကိုပတ်ပြန်းရပြီးတော့ဒီပြည့်ရတော့10ပါးကိုလိုက်လျှောက်ဖို့ဂရိကဝတ်ပြုတဲ့လူလူပရိသတ်ထဲမှာတခြားတဝက်တော့နွားတမရဲ့သွေးကိုတော့ပတ်ပြန်းရတယ်အမြဲတမ်းအဲ့ဒါလို့ပါဆိုတော့ဒီနေ့နာမတိ37ချမ်းထဲမှာတမဟောင်းပရိနိယဟောင်းငါတို့အားပေးချတော်လေသူတို့ဟာဆက်စုပ်ရှာစရာကောင်းတော့အောင်ငါရဲ့ပြည့်ညက်ချက်ကိုလုံးဝမလိုက်ရှာဘူးလေဒါကြောင့်အပြစ်ကအခါပေးခြင်းအပြစ်ဖြေဖို့အတွေးတော့ဘုရားတတိမှာယောက်ျားပါသားတွေက3ချိန်လောက်ရစ်ပူစော်ရနှစ်တိုင်းစစ်ရစ်ပူစော်တဲ့အခါမှာပဲခရီးတစ်နဲ့မိတ်ထားရတော့ချင်းခံစားရဆိုတော့ငါကိုယ်တိုင်ပဲပြုဖြစ်ချင်တော့မယ်ဒီကမဟာကိမရှိတော့ပရိညာအားကိုငါမေ့ထားပြီးတော့ပရိညာတစ်ဒီတော့အတစ်တော့အမှုတစ်ကိုငါဖြစ်တော်မူလားတဲ့ရစ်ပရိုခေတကူပြီးတပါးပြီးတော့ပေါ်လာတဲ့အခါမှာဘယ်တော့ညာငါတို့ရှိနေတဲ့အချိန်မှာများဖြစ်တဲ့ဗလားဒီမတန်မှမျော်လင့်ကြတယ်လိုလားတောက်တာကြတယ်ဒီနေ့ကျမတို့ချိန်မှာရောက်ရှိလာတာကျမတို့ကတော့မိမိရောပဲစိတ်နဲ့တန်ဖို့မထားကြဘူးအဲ့ဒီပရိယေအတိတ်ကဘာလို့ဆောက်ရလဲဆိုတော့ဖယားရဲ့တိကျွမ်းခြင်းတာမီတွေအားဖယားကိုကိုးစားကြဖို့အတွင်းမဲ့ကိုယ်ွယ်ရုပ်ကိုမကိုးွယ်ရဘူးဆိုတော့မိဘကလည်းတာမီကိုတစ်ဆက်တုံးတင်ရတော့လေပရိယေတိရောက်လာတဲ့ခါမှာလေတူနဲ့တူအငယ်ဆုံးကနေအကြီးဆုံးတုံးတင်စရာမလိုတော့ဘူးလေသူတို့ရဲ့နှလုံးသားထဲမှာဟာလေလုယာနှလုံးသားထဲမှာငါတက်ဖယားကိုသိချင်းကိုပုတ်သွင်းတော်ဝိညာဉ်တော်ဘုရားရဲ့တွန်းလှန်တော်မူတဲ့အခါမှာနှလုံးသားထဲမှာအဲ့ဒီဝိညာဉ်တော်ကနေရာရတဲ့အခါမှာနိကောခန့်ကြီးတော်နဲ့စက်ကုန်မှာဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့နေရာမှာလွတ်မြောက်ချမ်းသာခြင်းရှိတယ်လေဟာလေလုယာဒါကြောင့်ဝိညာဉ်တော်တွန်းလှန်တဲ့အခါမှာနမိတ်လက္ခဏာဖြစ်တာကလူတွေကအားရထပြောခြင်းအဲ့ဒါလည်းလူတွေတန်းတာကြတယ်အမှန်တကယ်တော့တရှင်တော်ဝိညာဉ်တော်ဆင်းသက်တော်မူတဲ့အခါမှာဖြစ်တတ်တာကခုနကကျွန်တော်မိုက်ဆယ်ရှိပချင်းနဲ့မှာပါတဲ့အတိုင်းလူတို့ကြံစည်ရမှုနေနိုင်တော့ငြိမ်သက်ခြင်းရှလုံးပြောတဲ့နေရာမှာငြိမ်သက်တဲ့အဲ့လောက်တည်းလည်းမပြီးဘူးဤဒီလာလို့စကားရှလုံးကအတိတ်ပဲကြောင့်များစွာရှိတယ်ချုပ်ပြီးတော့ပြောတယ်ဆိုအထက်ကလာတော့ခရစ်တော်ဖယားရဲ့ထံတော်ပါမှာရှိတော့သူ့ထဲမှာရှိတော်မူသောငြိမ်သက်ခြင်းနဲ့ပဋ္ဌာန်းတဲ့ကြတော်ငြိမ်သက်ခြင်းရဲ့တခြင်းပြပါလာလေစိတ်ချခြင်းခမွန်းနာပြပါလာလေဝမ်းမြောက်ခြင်းရှင်လန်းခြင်းကဆက်တိုက်ပါလာတာဖြစ်တယ်ဟာလေလုယာဒါကအပြည့်မတနာပြုသောကာမုခြင်းသားလေးမဆောင်ဘူးအတွင်းတနာပြုသောနှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဝင်တော်ပြီးတဲ့အခါကအတွင်းလူတည်နေသောအတွင်းလူကအသက်ရှင်လာတဲ့အတွက်နိုးချဖို့ဖြစ်လာတာဖြစ်တယ်ဟာလေလုယာဝိညာဉ်နိုးချလာဖို့ဘာနိုးချလဲဆိုတည်နေတဲ့တစ်ထဲမှာရှိတော့တင့်ဝိညာဉ်နိုးချတာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကနေရာကလည်းတော့ဘုရားအမြဲတမ်းပြုတ်တာဖြစ်တယ်ဟာလေလုယာဒီကနေ့လူတွေကမှားတဲ့တန်ရှင်တော်ဝိညာဉ်တော်နိုးချတယ်ဝိညာဉ်နိုးချကိုပြောချင်တာဖြစ်တယ်။တဲ့ထဲမှာရှိသော
ဝိညာဉ်ကတည်နေသောဝိညာဉ်ဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်အထဲကိုဝင်လာတော့တဲ့အခါမှာတည်နေတဲ့ဝိညာဉ်ကအသက်ရှင်လာပြီဖြစ်တယ်။၆တောင်ချင်းစီကိုတော့အဖြစ်က6တောင်ချင်းကနေဝိညာဉ်တော်ဝင်လိုက်တာနဲ့ဝိညာဉ်ကလွတ်မြောက်ခြင်းကိုပေးလိုက်တာဖြစ်တယ်။ဟာလေလုယာ။သင်နဲ့ကျွန်မပြုတ်လိုက်တဲ့အမှုမဟုတ်ဘူးဘသူပြုတ်လိုက်တဲ့အမှုလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဖျားပြုတ်တော်မူသောအမှုဖြစ်တယ်။အဲ့ဒါကြောင့်နှစ်ကိုခံချင်ငါစကောအားလုံးအလွတ်တော်ရနေကြတယ်လူမီကခရတော်နိုင်ရှိလေဒီကတော့တရဝချစ်တော်မူ၏အဲ့ဒါနဲ့လည်းရတတ်သွားကြတယ်ဒါဆိုဆက်တပ်ပေးပါဦးကျန်းစာအုပ်ပါမှဖြစ်တော့မယ်နော်ဆရာမမောင်နဲ့တိုးရင်တော့ကျန်းစာပါလာစီဘူးမပိုင်လဲဖုန်းကနေဖတ်ပေးတာကျောင်းစက်ကောငါပါတဲ့သူပဲမေးတာပါမပါတဲ့သူမမေးဘူးပါလာကစီဘူးဖြစ်တယ်လို့ထင်တယ်စီဘူးမေးတာကျောင်းစက်ကမမေးဘူးစီဘူးပဲမေးတာပြောပေးပါနှစ်ကောငါ18ကိုဆက်ပတ်မယ်ဆိုလို့ရှင်ပါတော့လေ18ကနားထောင်ရတာအမှန်တမ်းမှချိုးတယ်ဘာလဲလဲထိုတော့ဖြစ်တော့ဖယားခင်ဤတဘောတော်အားဖြင့်ဘသူရဲ့တဘောတော်အားဖြင့်လေဘသူရဲ့တဘောတော်အားဖြင့်လေအာမင်သင်တို့အားဖြင့်ကိုကြားတဲ့ပေါ်အကိုက်တဲ့ပေါ်မှာပတ်စတော်ဝိညာဉ်တော်ဘုရားရဲ့တဲ့ပေါ်မှာထုတ်စားအလုံးလုံးပါစေအာမင်လူတွေကရှင်းရှင်းပြောမယ်ဆိုရင်ပြည်ရောကလာနှစ်ချင်းတွေကလူတွေကခက်တော်လိုက်ရှိတယ်အသက်ပြုတ်နေတော့တော်ဖြစ်ပြီးဟောင်းတော့အရာအရင်ကအရက်တောက်တယ်အတိတ်ချက်ချကုန်ပြီလို့ပြောတာမှာတစ်ချင်းခိုင်တဲ့နေ့ကနေသူကလူတစ်ချက်သွားပြီဟာငါလူတစ်ပတ်ချက်ခဲ့အရက်မူအောင်တောက်တယ်ဝါအောင်မုန်းလာအောင်ကိုတောက်တယ်အဲ့ဒါသူ့ကိုသူလောက်ချင်တာမဟုတ်တော့ဘူးလားစူးစမ်းတော့ချင်းဟုတ်ပြီလားလူကောင်းဖြစ်အောင်ကောင်းမှုကိုသူလောက်အောင်သူကိုယ်တိုင်စူးစမ်းရုံနဲ့ကြအမှုတစ်ချုပ်ဖြစ်တယ်ဆိုတဲ့အခါမှာလူလုံးနဲ့တခုမဟုတ်ပဲနဲ့သာရဖယားဖြစ်စေတော်မူသောအရာလူမီဒီကဟစ်တော်လိုက်ရှိလေပါလေလေအမေပြုတ်တယ်တော့တော်ဖြစ်ပြီးဟောတော်ရာတို့ဒီရောင်းနေအသက်ချကုန်ပြီးထုံတဲ့တော့ဖြစ်တဲ့ခြင်းဟာဖယားသခင်စေတော်မူသောအမှုဖြစ်တယ်ဘာသူစေတော်မူသောအမှုဖြစ်လဲဘာသူလဲဘုရားရဲ့အဲမှာစေတော်မူနိအမှုတွေဖြစ်တယ်။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်အကြောင်းပြောတဲ့အခါမှာနှလုံးသားရဲ့ပတ်သက်ဆိုင်တယ်လို့ကျွန်မပြောတာအဲ့ဒါကြောင့်လေနှလုံးသားထဲမှာသူနေရာယူတော်တဲ့အခါမှာတေနဲ့သူတော်ကတပ်ပေခံတော်မူတယ်။ဖယားကိုအပလို့ခေါ်စီတော်မူတယ်။ဘယ်မှာပါလဲဆိုဂလတိခန်းကြီးလေး6ဖတ်မယ်非常没有，那么加上真的到我们后地来，那个方面我看一个不全是把钱给老师，什么加上他给比什么人他家的，然后不加上的嘛，那么这样也不能钱，为年的话那比较少多的，格来去看起来也强，那我们对吧？အာမင်ဘာလဲလေဖယားရဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်တဲ့လက်ခံယုံကြည်တဲ့အခါမှာနှလုံးသားနဲ့အကျင့်နဲ့ယုံကြည်တဲ့အခါမှာဖယားခင်ကတင့်ချဲကိုပါစီလို့တော်မူတယ်လေဘာလို့စီလို့တော်မူတာလဲတားတော်ဤဝိညာဉ်တော်နော်တားတော်ဤဝိညာဉ်တော်ကိုစီလို့တော်မူရဲ့တဲ့အဲ့တော့တင့်ချဲမှာတားတော်ဤဝိညာဉ်တော်ကတင်တဲ့သူတော်ကချင်းတော်မူပြီးတော့တင်တဲ့သက်သေခံတော်မူတာဖြစ်တယ်။သရှင်တော်ဝိညာဉ်တော်တကူဘယ်ချိန်မှာဆင်းသက်တော်မူလဲ။ဘယ်တဲ့တော့တဲ့ဝယ်ဆက်လုံးအကျွမ်းနဲ့ဖျားကိုချင်းမပိုးွယ်တဲ့တန်တယ်မှာအောင်ဖြိုးတော့
ဝိညာဉ်တော်နိုးထမှုမဟုတ်ဘူးတဲ့ဝိညာဉ်နိုးထတာဖြစ်တာပေါ့အာမင်အဲ့ပြောနေတော့အဲ့ပြောရုံနဲ့မကကျေနေတော့တဲ့ဝိညာဉ်နဲ့ရှောင်းရနိုးထစေတာဖြစ်တယ်အာမင်အာမင်ဒီနေ့မဲ့တဲ့ပေါ့တဲ့နဲ့နိုးထဖို့ဝိညာဉ်နိုးထမှုကအဆက်မပြတ်သေးဘူးဘာကြောင့်လဲဒီမနေ့ကဘုရားကကျွန်တော်ပေါ်ပြခိုင်းတယ်ကျေးဇူးတော်ကာလပုံဆုံးပေးတဲ့အတွက်ဝိညာဉ်တော်တို့ကမချီဆောင်သေးဘူးဝိညာဉ်တော်ဘုရားကတင့်နှလုံးသားထဲမှာနေရာယူခြင်းတော်မူသောဘုရားဖြစ်တယ်အလုံးစုံကိုတုံ့ပြန်တော်မူသောတုံ့ပြန်တော်မူတဲ့ပတ်ရှင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်ပတ်ရှင်တော်ဝိညာဉ်တော်ဘုရားကဘုရားရဲ့စိတ်တော်အကုန်လုံးကိုတည်ကျွမ်းတော်မူလေဘယ်ချမ်းသာမှာပါလဲသူကြည့်ရအောင်နှစ်ဘောခန်းကြီးခေါ်ခံစီတော့ဖတ်မဲ့ဝိညာဉ်တော်ပေါ်ပြတာဖြစ်တယ်ကျွန်တော်ပြင်ဆင်လာတာတမျိုးခရပေါ်ပြတာတခြားကျေးဇူးတော်ချီးမွမ်းရအောင်ပါကျွန်တော်လည်းမှာတန်ရှင်းတော်ဝိညာဉ်တော်လှုပ်ရှားတော်မူတဲ့အတွက်တန်ရှင်းတော်ဝိညာဉ်တော်ကပြန်တဲ့ကျွန်တော်လည်းလိုအပ်တော့အစာအာဟာရကိုကျွေးဝေးတာဖြစ်တယ်ဟာလေလုယာကိုရတူအော်ဝါစာပထမဆောင်ခန်းကြီးနဲ့အငယ်73လောက်ကနေစနစ်ကနေပတ်မယ်ငါတို့ဒီလောကီဝိညာဉ်ကိုမခံရကြဘုရားရဲ့ပေးတော်မူသောအရာတို့ကိုသိချင်းတော်မှာဘုရားရဲ့ဌာနကြွလာသောဝိညာဉ်တော်ကိုဝိညာဉ်ကိုခံရကြပြီဘုရားရဲ့ပေးတော်မူသောအရာတို့ကိုငါတို့ဒီလူပညာကိုအမြင်ပြု၍နားလည်သောစကားတွေမဟောတန်ရှင်းသောဝိညာဉ်တော်သည်ဝိညာဉ်နဲ့ဆက်ဆိုင်သောအရာကိုဝိညာဉ်စကားအားဖြင့်ဖွင့်ပြ၍ပတ်ပြတော်မူသောစကားနဲ့ငါတို့ဒီဟောကြားပြီးဆက်သက်တဲ့ဇာတိမဂတိလူသည်ဘုရားရှင်ရဲ့ဝိညာဉ်တော်အရာတို့ကိုမခံမယူထိုအရာတို့သည်မိုက်မဲသောအရာဖြစ်ပြီးဦးထင်တတ်သည်ထိုအရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိမဂတိလူသည်နားမလည်နိုင်ဝိညာဉ်တော်မူကားထိုအရာအလုံးစုံတို့ကိုပိုင်းခြား၍နားလည်တတ်သည်သို့တော်လည်းသူလူကိုအပေသူများပိုင်းခြား၍သိနိုင်ထိုလူကိုသွန်သင်နိုင်၍အကြောင်းအပေသူဒီသာဝဘုရားဤစိတ်တော်ကိုသိတည်းဟာလေလုယာဘုရားရှင်ရဲ့စိတ်တော်မူတော်မှာသိကျွမ်းတော်မူသောတတ်ရှင်တော်ဝိညာဉ်တော်ဘုရားဘုရားရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းနဲ့နောက်အားဖြင့်သဘောဝသင်ဝတ်ဆိုတဲ့နှလုံးသားမပါဘူးရှင်းပြီလားဒါကြောင့်ဒီအစီလာချက်တော်ဟိတ်ကြီးကပြောတယ်သင်ရောက်သူကိုသင်ထုလို့ပြီးတော့သင်ရဲ့လူရဆန္ဒကိုဥစားပေးတာပြောချင်တာသင်စိတ်ချက်ဘယ်အောင်ကိုွယ်တယ်မှန်လားလူငယ်များငါစိတ်ပါရင်ကိုွယ်မယ်တော့တော့ပြီးလိုက်ထဲမှာမပါဘူးထင်တာပဲငါတို့စိတ်ချက်ဘုရားကိုကိုးကွယ်တတ်သောသဘောရုပ်တုကိုကြွားတဲ့ကိုထုလို့တော်သူများချက်ဒီကနေ့စိတ်နှလုံးထဲမှာကိုထုလိုက်တော့ရုပ်တုနဲ့ဘုရားရှင်ရောက်တာဘုရားကငါဆက်ဆုပ်ပြီးရှာတယ်တော့လည်းအရှိကိုအရှိတိုင်းလားတင်းကိုတင်ပြုတ်ပြကြောင်းလည်းမရနိုင်တမယဘုရားကသက်ရှင်တော်ဝိညာဉ်တော်အားဖြင့်တက်ကားပြောင်းလဲစေမှာဖြစ်တယ်အာမင်ပြောင်းလဲတော့အသက်တော်အသက်တာပိုင်ဆိုင်ခွင့်ရှိတယ်အဲ့ဒီသက်ရှင်တော်ဝိညာဉ်တော်ဘုရားကပဲရှင်းမကိုယ်ဝယ်ရှင်းမှာမျက်မှောက်တော်အသက်ဆိုင်ဆုံးတော်မျက်မှောက်တော်ဒီကိုတော့ပလေတော်ကျေးဇူးတော်ပလေထာဝရဘုရားရဲ့ပလေတော်ရှိတိကိုခေါ်ဆောင်တော်တတ်တော်သက်ရှင်တော်ဝိညာဉ်ဘုရားဖြစ်ဟာလေလုယာအခါခါဆရာမခိုင်းတဲ့ဆရာပေါ်ပြဆက်ထံကောင်းလို့လာလို့ရှိရင်ကျွန်တော်ကမျက်စိနဲ့နားနေလေတိုင်ပတ်နေတော့စီဘူးသူ့အားကိုချင်တယ်မသိဘူးမျက်မှောက်တော့အနဲ့ရှိုင်းဆုံးတော့မျက်မှောက်တော့ဒါဆိုမှတော့နားလေလေအဲ့အနဲ့ရှိုင်းဆုံးတော့မျက်မှောက်တော့ကပြောတာဒီနားလည်းမသိဘူးအဲ့ဒါဝေဝါတီကြားနေဒါတဲ့ဝိညာဉ်မျက်စိကကွယ်နေတော့ပဲဖြစ်တဲ့မလို့ကြောင့်မသိနိုင်တာဖြစ်တယ်အဲ့ဒါလည်းတက်ရှိလို့ဝိညာဉ်တော်ဘုရားအားဖြင့်တမန်ကျမ်းစာထဲမှာပါဝိညာဉ်တော်တက်ရှိလို့ဝိညာဉ်တော်ကဟောင်းွယ်လက်ရှိသောဝိညာဉ်မျက်စိကိုဖွင့်ပေးတော်မူတယ်တဲ့ဘယ်ကျမ်းစာထဲမှာပါလဲဒီကိုသုံး
solution we get on what happened and all. Tells their town. Machabe, we get on a town you right and tell I'm the only one that's at it. I know when they're hanging around the couple, hanging around you, Machine. We get on our in that pussy. Now, they go on with it. They have to lose our thing, you let Makata go to Yam, Jama, a channel so that we call them Makata. We are couple in the lap. And we are Naya. Bibili, they shall go she down. Sa Salai, Kesson had been it. Utale never gets in the chicken. Thomas, chapter day. Now, begin. Machano, let's say, we need all the good mountain to Kansaya. Now, my machine and right up to a yard chicken. Now, so don't call we need all the good mountain to Kaya, they will sit down in the Kuku in the chicken. No? Tamanga Shana, we are the Lolo, we are the Siku, we are all the way. But look, dear Mamma, look, a change she don't want to know Naso Yam, not Tiny in it tomorrow, not on the car. How about Tessa, Gay here now, Gay in it, we might have a change in it. No, I'm not so long, I did some shit on car. In a plan of Kitty at the outside, and yes, I'm not changing it. They had to have the evening room, type you are not of which you have a county. Some of them are the Batman, second high me. We know, go, no launch to Kayana. Yea, never let the Lord put up here, but it's shame. Says yes, or okay, got out the chain or a half a meal, sorry, a part they will say. Some chain choke me all. A choking. I told people to Grande. Oh, I'm going to Shanghai. Better to the Kuma, Sasha Popo in it, to Chauta in the South of the door. I must Sasha Popo, don't pay out to Yelton. Yan, you're left for our son, no way. But then I'm doing that or to check and get out of the 2 weeks. Yes, at the night. Well, Sama to know we not no longer in a dog. Jesus, we were 8 to know we might outside also the Facebook man, what child. Tomato, the truth for your Facebook, and tomato women as a we hallelujah. Hallelujah. Okay, no council or no. Some tomato, so when you know, got to know Sarah, to get your father to talk to your suit. Sakate, a two some dormant solution, to Hayam, a twin and a Sakate, my young tea. Now that they can't lay out your to one alone now. Darn it, told Hayam. The mark, I think I'll say a whole idea, didn't I to not put better Latin and Morale. To not know what money I don't do. Now, so to not that I will check what I saw. Let me out. Go over, select out, we don't pay out, we go away, and to know with one eye. Sama, you know how to know I let out the shut up, but you know, there's a to know I'm a touch you so long. That should not be out, let out be your chin out here, so to know that I need you to walk with them and do it. But how good is it? I don't know, but don't can't say it. Let I need so much talk with it, but I need to the area that I get to the local fire. Amen. Area that really, but can't say it. Like me, when you know, like to know, I me out of level, set them to know how that body. Amen. To win that one. I came back down that single to a year, Sama, and I'm allowed a turn that we know. Down that season of the hammer. The men of Canada, 2 of us, see our hammer. But she never went 2 10 or she like hammer. To not ever the hour we now tell it. They are going to share what I mentioned in our now. I was about to die. Don't let us sell out to know that they had to tell me not to be there, so it's about your level to our don't go with it or your head of your like that. To a Jesus of 2 hours, even you sell out, the make take in. I'm overstaying, and my lot of Maris to go we are. We are a behind me, yes, Papa, behind you and down. But the man come out there, please on there. I shed sweat. To how talk. Can I? Any Hayata, your teaching, I told me so. But name the chain, any now.
的话，这个南桥特别好，不能弄多的。昨天的其他国家是看下来，不能也行嘛，也行嘛，都太严重了。这样我们东西下来呗，啊不，这个为了让人吃说的不能修高了，钱我这个表来，这个哪里嘛，比那个要我们那地方沙场过我们要把这个呀，这个路这个不能跳嘞，我要给这个树当面前嘞，表来这个树当嘞。为了那啲树当下来比来比好嘞，现在这个树当比了，谁呀嘞？其实你这个从黑了好多呀嘞。那边不是的，他们那最好嘛说话嘞。那边不是，这两天那来的小生产有之类说，里他嘞，这那我钱的嘞，那还不眼啦，这说的喽，这那是几了不是呀？是呀，不的，是呀嘞，哎呀，讲不清楚的，这那哪里嘞？啊对呀，这那为嘛来家都吃钱，家来光比了，那个地方什么不老紧，俺老想看嘞。哎呀，说的对了，哎呀，哪家的说那个那个罗的家的 ，sorry， 我弄个是就把穿哪里的，我罗的那个地步，我照顾的对着我好不过，然后个身上阿家不了，表家是吧？哪里来的？我罗的嘞，哎呀，不当啊哎，我那来不罗的嘞，当的嘞。路年平时要来所以嘛，我个地家务就是我们咯，就是我当然得先到路年里说了，家呀我当完，那个你对耶，看那我阿拉没有哎呀那家那么细了，哈利路亚，哈利路亚，对吧？对的时候，但是呢，为年的话，不够车嘛，阿拉老搞不的，这个哈子啥不拿的，哈利路亚，哈利路亚。你看你但是呢，为了对这嘛，真我们呀，我遇到不来看嘛，好呀嘛，表呀嘛，这对得咋不能过，得地撇高嘛，是的。阿门，哈利路亚！我相信我在靠近的情况下，你看开的，开那个，我老几年，我来老几年，哪怕是，龙啊那么大位的年轻人，别人但是呢，为了那阿门一些关系。阿妹，他这跟你说的这个，我都人家老干部旁边的你所以嘞，你用嘛？你家里他们说，耶稣不做我用几多不过比老干部旁边都做样子。阿妹，你用几的耶稣啊？专门生了，专门生的啦，高山的啦，对高山的吃了，为你了得多少？用几千说了，为你了的我们怀了呀不？你们呢？怎么这样的钱高了嘛？得高的，怎么表面生活也得小了也得啥的，得多哎，那好多呀都看的，妈嘞，为你了的我们都看的，他那偏来为了钱，偏来还赚到了丢钱，高三千系的地嘞，地钱嘛，对我偏来为了谁的啦？家啦，没呀不，啥地的我哪里啦？但嘛家啥的为你了的给你，你老娘高啥的高级的人家说细的地的，我那小人不怕吵的，交给我妈做那老大，啊打给我那老大的呢，我交给你没呀不，家我嘛一顿自己收多嘛好，也个带来一顿，哎好不？本月过夜的路，本来一路都是说送嘛活动，本月过夜的路吃光嘛，啥都没有做的，你都要嘛做了交给多那路的，啊打那路的，嘛不罗来来不了路的啊对呀，都叫啊的啊过的路的做啥啊就哎呀我都不看谁家的，哎呀，这个那路道两类型嘛，这个人说了那路道的啦，我那个定点标了。比如我进来你来比咯，也是来对嘛没进入，不要不要听家家是当那个对嘛那个楼上楼上的标嘛，这种不进嘛，是不当带对这个你了，所以要知道嘛，所以有的方面啊，对有的不要怎么样，要你要钱，对包包啥啥的，对，要不我对做不了，不要不我今天那是什么啥？
Hallelujah. And they come there, they are shall be God built up on it. Now, Paya, where has he my Lord? I'm not the table, and that's about why I'm not. Paya, this is Jama, first to tell our belly. Don't also to the Jama, Jama, Samia, Suji, they put the down and the Yatama, Susama, this woman appear and all. They are Chama, Muji, Jama, who will not share to my other ones at Kopi. A change of hair on Polonia, that's all. I hope to know my fear and then you put the girl, flat back, who the answer was as a comment, mention it together. To come again, keep what the answer was how to comment. I know what the color did you want from my home for your own. The Sansuji Jama go to the answer to never machine one. Shella. I am completed. Get a chance I shall completed. Mà chú muốn nó quên ra trả lại. Phải áo bị chọn che được rồi hả? Phải áo cho bị che nào tên che phải gì đẹp của tỷ này. Đi ra che một tay tỷ này. Tỷ sĩ dùng để mà biu nó nấu ngay đi à để xài qua chứ. Ai à mà tôi ở đâu để số phải áo cái này mà chả gì đâu chứ. Phải áo cái lâu sau là một chắc chứ. Thế nên các cụ lúc anh đã à trên tủ tí. Phải đi. Tutu, bên lục anh nhà trả lại, bên nào mà lại, nhà này chẳng là chỉ tàu nghe là sẽ, à thế mà vì nó một bí đó mà lại, tu này, à tutu, sáng tạo trên lại qua là cái vì nhiều nó tầm một thế, cho mà nó lâu là mà à vì nhiều nó lâu ta, để cả một phải làm anh lâu thế, sau này là tu trên anh lâu thế, vì nhiều anh lâu đấy không? Nên cô này lâu ta bố mà phân tập một số sự quý nhiều nó ở trên này dùng chỉ quan có ăn là làm chứ đấy. Nào sau này cái này biết mà quý nhiều nó trong chúng ta có sẽ không chén này. Nào nhớ sao có sẽ ship đồ nhà này chúng ta đâu đi nhà mà số tận mặc chưa đâu này. Tất nhiên là quý nhiều nó cái sáng khác tới bộ thiết sĩ là bộ đó phải áo là hiện chất đấy. Thiết gì sĩ là bộ đó phải áo là hiện chất đấy. Ta bảoว่าอารมณ์ที่เสียงเราที่จะเสียงเรานั้นไม่ได้ขนาดนี้ยุ่งแค่เสียงเราพยายามจะเป็นเช่นนั้นไอ้เช่นอาชูชาส่งมาวิ่งเนี่ยสิกวนเราตัวเองวิ่งเนี่ยสิบุเพื่อเสียงเราแต่มาเดียบุที่เสียงเราแต่เช่นเราวิ่งเราจะฮาเลลูยาเราแต่เช่นเราวิ่งเราพยายามเพื่อจะมาอะไรเต็มแต่มาเจ้าสาวเจ้าเพื่อจอยที่จะเจ้าเป็นน้าเลยนะยามาเช่นนั้นที่มันเนี่ยสิ่งที่เช่นสุดจะมาเรียนตลอดใจก็ควักก็ใช้โซ่เก็บสิ่งหัวเดียวกันเชี่ยวก็ควักก็น้องนั่งเนี่ยน้องอาจจะสิ่งเราไม่ได้เดี๋ยวตู้พยาหรือน้องนั่งเนี่ยก็ชาบงบงเพื่อเชี่ยวผมได้พยาหรือน้องนั่งเนี่ยมีเนี่ยอันนี้เขาเนี่ยมันโดนเนี่ยมาชาบงก็สับมีสันเนี่ยวิ่งเรียนทอนได้เป็นจะมาพยาเนี่ยเช่นเช่นเอ็งไงจะมาติดจวนเป็นชีวิตเช่นไหนအဲ့ဒါဘယ်မှာပါလဲဆိုတော့ခေါင်းတူဩဝါဒစာခန်းကြီးနဲ့အငယ်သုံးထဲမှာအကုန်ပါတယ်အကုန်လုံးတော့ကျွန်မမဖတ်တော့ဘူးသူတို့စိတ်နှလုံးဒီပိုက်ပဲရှိရွေးတော့ငယ်ဆက်လေးဆက်နှစ်ကနေဖိုင်သူတို့နားလည်မှာပါနှစ်ကနေလည်းအကုန်လုံးဖိုင်နားလည်မှာပါဒီနေရာမှာသူတို့စိတ်နှလုံးဒီပိုက်ပဲရှိရွေးခုတိုင်အောင်မဟာချမ်းစာကိုကတ်ကြတော့ခါအနဲ့အတိတ်ပဲဒီဖုံးအုပ်ရရှိတယ်နားမလည်နိုင်အချမ်းကပကြောအဖြစ်သာထိုဘုတ်အုပ်ချင်းအချမ်းကိုပဲရှင်းရပြီယခုတိုင်အောင်လဲမောရှိကြီးချမ်းစာကိုဖတ်ကြတော့ခါသူတို့စိတ်နှလုံးဒီဖုံးအုပ်ရရှိသေးတယ်သို့တော်လည်းဘုရားထံတော်သို့ပြန်လဲတော့ခါထိုဘုတ်အုပ်ချင်းအချမ်းကိုပဲရှင်းလိမ့်မယ်အာမင်သခင်ဘုရားဟောဆိုတော့ဗါလဲလေစက္ကုနာရှာလို့မတွေ့တော့ဘူးညာလို့တော့လားနှစ်ကောခန်းစီတော့ရဲ့စက္ကုနာသခင်ဘုရားဟောဆိုတော့ဝိညာဉ်တော်တရားကိုဆိုလိုတယ်သခင်ဘုရားဝိညာဉ်တော်တရားဒီသခင်ဖျားရဲ့ဝိညာဉ်တော်တရားဒီလွတ်ချင်းချမ်းသာကိုပေးတတ်ပြီငါတို့ရှိတဲ့ဒီညဖုံးကိုဖွင့်ရမှန်ကိုကြည့်ခဲ့သူသခင်ဘုရားရဲ့ဘုန်းအသေးတော်ကိုကြည့်နေဝိညာဉ်တော်တရားရဲ့အရှင်ဒီရောက်ချီတော်ကိုလွတ်တော်မူပြီးအတိုင်ငါတို့ဒီဘုန်းအသေးကိုတိုးပွား၍ပုံတန်တော်နဲ့ညီ
ရင်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဒါကြောင့်သခင်ယေရှုဖျားကသူ့ရဲ့ဂတိတော်ကိုအာမခံပေးတဲ့အနေနဲ့လူကာခရစ်20မှာနောက်ဆုံးသောညစာစားပွဲမှာသူကဖတ်ကိုယူပြီးတော့ဒီဖတ်ကငါရဲ့အသွေးနဲ့ပြည်စီတော်မူသောအပရိညာအစ်ကိုပြည်စီတော်မူသောငါအသွေးဖြစ်တယ်။အာမင်။အဲ့တော့ရဲ့အသွေးနဲ့ပရိညာအစ်ကိုစာချုပ်အာမခံပြီးတော်မူသောခရစ်တော်ဖျားရဲ့အသွေးဖြစ်တယ်။ချမ်းစာကချမ်းစာသဘောကြောင့်လို့သက်ရှင်တော်ဝိညာဉ်တော်အားဖြင့်သူ့ကိုဖွင့်ပြမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ပရိညာအစ်တွေကိုတော့သက်ရှင်တော်ဝိညာဉ်တော်အားဖြင့်အတ္တအသက်ရှင်ခြင်းအမှုအစ်နဲ့အသက်ရှင်ခြင်းပင်တေကုတ်တဲ့သက်ရှင်တော်ဝိညာဉ်တော်ဖိတ်ခေါ်ရအောင်အားလုံးသက်ရောက်ပြီးတော့ပြည့်စုံရှိပြီးနော်အားလုံးသက်ရောက်ပြီးတော့ဖခင်ကိုစိတ်လုံးချင်းနဲ့ဆက်ခံရဖိတ်ခေါ်ရအောင်နေရာပေးရအောင်အရင်နေရာပေးအောင်သက်ရှင်တော်ဝိညာဉ်တော်ဖခင်တကူပင်တေကုတ်တဲ့နေ့မှာကဲလို့ဒီနေ့ဝိညာဉ်တော်သွန်းလောင်းတော်မူပါတကူနဲ့သမီးကိုတားကိုတိဆောက်တော်မူပါနှလုံးသားထဲမှာနေရာယူတော်မူ